လောင်းနိုင်ငံလဲပိုင်းဆိုင်ဆမ်မွန်ပြည်နယ်မှာရေကြီးပြီးလှိုင်ကူတစ်ခုတွင်ပိတ်မိနေသူ2ဦးကိုရှာဖွေလုပ်ငန်းကိုရပ်နာလိုက်ပြီလို့ဒေသခံအာဏာပိုင်တွေကပြောပါတယ်။မေလ20ရက်ဝန်းကျင်ကရွှေရှာဖို့အတွက်ကူတဲကိုလူ9ဦးဝင်သွားခဲ့ကြတာဖြစ်ပြီးမိုးသက်ထန်စွာရွာသွန်းမှုကြောင့်ရေကြီးမှုမြေပြိုမှုတွေဖြစ်ခဲ့တဲ့အတွက်ကူထွက်ပေါက်ပိတ်သွားခဲ့တာပါ။မေလ30ရက်နေ့မှာတော့ဒေသခံရေးပေါ်ကယ်ဆယ်ရေးဖွဲ့တွေနဲ့နိုင်ငံခြားသားရင်ကုန်သမားတွေဟာပိတ်မိနေသူ9ဦးကိုဘေးကင်းစွာကယ်ထုတ်နိုင်ခဲ့ပါတယ်။ကျန်သေးတဲ့2ဦးကိုကယ်ထုတ်နိုင်ရေးကူတဲကရေတွေကိုစုပ်ထုတ်ပြီးနှစ်ပတ်ကြာကျိုးပန်းခဲ့ပေမဲ့မိုးမပြတ်ရွာသွန်းနေတာကြောင့်ရေမျက်နှာပြင်ဟာမျောလင့်တယ်လို့မကျဆင်းခဲ့ပါဘူး။ကူဝင်ဝက်မှာမြေနှိမ့်ဆင်းလာတဲ့လက္ခဏာတွေတွေ့လာရတာကြောင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကိုအဆုံးသတ်လိုက်ရတာဖြစ်တယ်လို့ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေကပြောဆိုပါတယ်ရှင်။